ဘလို့သင်ကြားပေးမှလဲဘလို့သင်ယူမှလဲဘလို့သင်ကြားပေးမှလဲဆိုတော့နှုတ်နဲ့သင်ကြားပေးတာဘလို့သင်ယူမှလဲနားထောင်တော့အဖြစ်သင်ယူမှာဒါအလွယ်ကူဆုံးအခြေခံပဲဓမ္မသဝနာတရားနာတယ်ဆိုတာအဲ့ဒါကိုမှထပ်ပြီးတော့သင်ပေးတဲ့သူနဲ့သင်ယူတဲ့သူနဲ့သင်ပေးတဲ့နည်းစနစ်ရှိတယ်သင်ယူတဲ့နည်းစနစ်ရှိပြန်ရောဒီပညာရေးတစ်ခုတိုးတက်ဖို့ဆိုတာသင်ပေးတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်သင်ပေးတဲ့ပုဂ္ဂိုလ်ရဲ့နည်းစနစ်သင်ယူတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်သင်ယူတဲ့ပုဂ္ဂိုလ်ရဲ့နည်းစနစ်ဒီထဲမှာအထောက်အကူပစ္စည်းတွေခဏထားလိုက်အခုဆိုရင်ဘာမင်းတို့ဒီဟွာရက်လွှင့်နေဆိုတော့ဘာအင်တာနက်ကြီးကလွှင့်နေဆိုတာဒါအထောက်အကူပစ္စည်းတွေပေါ့အဲ့ဒါတွေကိုခဏထားလိုက်ပါအောင်ဒါကြောင့်မို့ပြီးခဲ့တဲ့အပိုင်းတစ်ဒါအခုအပိုင်းနဲ့အပိုင်းတစ်တုန်းကပြောခဲ့သလိုတကယ်တက်ချင်သလားအတတ်ပညာကိုတမိုးပို့ထားသလားတကယ်သိချင်သလားအသိပညာကိုတကယ်တမိုးပို့ထားသလားဒါသင်ယူတဲ့ဘက်ကသင်ယူနိုင်တဲ့စွမ်းရည်သင်ယူနိုင်တဲ့စိတ်ဓာတ်ဘယ်လောက်ရှိသလဲစကလုံးကြီးကြီးကျယ်ကျယ်ပြောရင်အခုဟောတဲ့ပုဂ္ဂိုလ်ကယဟန္တာဖြစ်အောင်ဟောပြီးတယ်နားထောင်တဲ့သူကတရားနာတဲ့သူကယဟန္တာဖြစ်ခြင်းသိမရှိရင်ဘယ်လိုလုပ်ရမှာတော့ဟုတ်လားအသင်ပေးတဲ့သူကဘယ်လောက်သင်ပေးရမှာဟောပေးတဲ့သူကဘယ်လောက်ဟောပေးရမှာတော့သင်ယူတဲ့သူကဘယ်လောက်ရှိတော့ခုနှစ်သေးရဲ့လားခုနှစ်သေးရဲ့လားဟုတ်တယ်မလားသေရတဲ့ရှင်ရတဲ့ဆိုတာခဏထားပါဦးကိုရှိထားတဲ့ပတ်စံအိတ်သူများခိုးတာခံရဲသလားဟုတ်တယ်မလားဒါလေးတခုစီကိုစိတ်ဓာတ်ကိုအရင်ကြည့်တယ်ဒီကဘယ်လောက်ဟောပေးရမှာတော့ဟောတဲ့ပိတ်ကိုယ်ရဲ့ခက်ခဲမှုကအဲ့ဒါတရားနာတဲ့သူဘယ်လောက်လိုချင်တာလဲကိုတော့ပညာရှိပညာတတ်ပညာသိလို့တစ်ခါမှနှလုံးမသွင်းမိပါဘူးကိုဟောလို့လည်းလိမ်မာတဲ့သူကမရှိသလောက်ရှားပါတယ်ဒါပေမဲ့စီဆိုတာတီးမှမြည်တာနားထောင်တဲ့သူကဘယ်လောက်လိုချင်တာတော့လိုချင်မှပြောပြလို့ရမှာလေစီဆိုတာလကားနေရင်တော့ဒုံတော့မမြည်ဘူးလေအဲ့တော့ခုဘာလိုချင်တာလဲအတတ်ပညာလားဘာလို့လေချင်တာလဲအသိပညာလားအတတ်ပညာဆိုရင်စိတ်ဓာတ်ပိုင်းစွမ်းအားနဲ့ဆိုင်တယ်အသိပညာဆိုရင်အသိဉာဏ်တရားနဲ့ဆိုင်တယ်အဲ့ကိုယ်စိတ်ဓာတ်ကိုပြန်ဆန်းစစ်လေအနည်းဆုံးတော့နားထောင်ပြီးရင်ကျင့်မယ်ဆိုတဲ့စိတ်မျိုးကလူတရားမှာ200လောက်ရှိနေကြတာနားထောင်ရင်ကျင့်တယ်ဆိုတာကိုလက်မခံကြအောင်ဘုရားလက်ထက်မှာတရားနာရင်နဲ့တရားထုရသွားတယ်ဆိုတာတရားနာရင်နဲ့ကျင့်တယ်ဆိုတာကိုလက်မခံတဲ့သူတွေမဟုတ်လက်ခံတဲ့သူတွေတရားနာရင်နဲ့လည်းကျင့်လို့ရတယ်ဒေသနာပရိယောတာနဲ့ဒေသနာနေကုန်းအဆုံးသတ်ရာအခါ၌ဂါထာပရိယောတာနဲ့ဂါထာအဆုံးသတ်ရာအခါ၌သောတပန်အစရှိသူတို့ဖြစ်ကြလေကုန်ဤဆိုတာအခုလိုကိုယ်စိတ်ဓာတ်တွေကခဏပြောမယ်တရားတွင်တရားအားထုတ်မယ်ကျန်တဲ့ရပါတော့ကျန်တဲ့ရမအားဘူးဗျာတရားအားထုတ်တယ်ဆိုတာအားမအားထုတ်တာဟုတ်လို့အဲ့ဒါလိုမျိုးထိပြောခဲ့ဘူးပါတယ်နှိမ်ပြောခဲ့တာဟုတ်ပါဘူးတရားဆိုတာအားမအားထုတ်ရတာမဟုတ်ဘူးမအားလဲအားထုတ်အားလဲအားထုတ်ဖြစ်ရမယ်ဟာမျိုးတရားစကားကိုနားထောင်ရင်းနဲ့ကိုအားထုတ်ရမယ်ဟာခဲ့မေအခုဘာသိချင်လဲဘာပြောပြရမှာလဲအခုလေးတင်ပြောလိုက်ပြီအသိဉာဏ်ဆိုတာဘာလဲလူကြီးတွေနဲ့လူငယ်တွေနဲ့ဖြစ်နေတဲ့ပြဿနာလို့ထင်ထားရကနေမဟုတ်ဘူးအသိပညာကိုဦးစားပေးမှလားအတတ်ပညာကိုဦးစားပေးမှလားဘယ်ဟာအဓိကလဲအတတ်ပညာဒီအရွယ်နဲ့ဆိုင်သလားအသိပညာနဲ့အရွယ်နဲ့ဆိုင်သလားဆိုတော့အတတ်ပညာဆိုတာဒီကိုနှုတ်နဲ့အတတ်ပညာဆိုရင်ကိုနှုတ်အရွယ်နဲ့ဆိုင်သူမစွမ်းနိုင်သေးမရအောင်အသိပညာဆိုတာစိတ်နဲ့ဆိုင်တယ်အဓိကအားဖြင့်အလုံးတစ်ခုခြုံလိုက်ရင်တော့စိတ်ပိုင်းဆိုင်ရာနဲ့ပိုးဆိုင်တာပဲကိုယ်စိတ်မှာစွမ်းအားဘယ်လောက်ရှိသလဲ
ဟုတ်လားဒါမြင်ဘဟုတုတလေးပြောမယ်ဟိုနေ့ကအစည်းအဝေးလုပ်ရင်းနဲ့ကြီးတော်မောင်တစ်ပါးပြောတာနဲ့ကိုလည်းဆက်ပြီးစကားပြောဖြစ်တယ်အခုဒီကိုဗစ်ကပ်ဘေးဆိုးကြီးဟာတော်တော်ဆိုးမှလားမဆိုးဘူးလားမြန်မာနိုင်ငံမှာကပ်ဘေးကြုံခဲ့ကြတဲ့အခါမှာရှေ့သူတော်ကောင်းကြီးတွေရှေ့ပညာရှင်တွေကမှတ်တမ်းတင်ခဲ့ကပ်ဘေးဆိုတာတွေကြုံရတော့မယ်ဆိုရင်ဒါပြောခဲ့တယ်နော်မနေ့ပထမပိုင်းတော့ပြောခဲ့တယ်ဥသာစိန်ပန်းဓာလာကိုရှာဆိုဥညိုခေမတုတ္တဝေရီရန်စီစီလို့ဘေးဒင်းနေလက္ခဏာတွေကိုလည်းမတတ်ဘူးလေဒါပေမဲ့ဒီလောက်ကလေးကတော့သိတာပေါ့ဒါတွေကဖြစ်တာရှိတာကိုမှတ်တမ်းတင်ခဲ့ကြတာရှေးဆရာချစ်လို့ယူပြီးတဲ့အိမ်တောင်ပဲရံပဲဖြစ်နေအောင်တော့စိတ်သက်ပြင်လိုက်ရင်ရသွားတာဆိုတဲ့အဆင်မရောက်တို့ကတစ်သလုံးရံပဲပါပဲတစ်သလုံးရံပဲပါပဲဆိုတဲ့အဲ့လိုအထင်အမှားအစွဲကြီးပေါ့နေအဲ့လိုအစွဲကြီးမျိုးဖြောင်းနိုင်ရင်ကောင်းတာပေါ့အတိတ်တဲ့နမိတ်တဲ့တပေါင်းနဲ့စရီးတယ်ဘာပြောတို့ဒီ14ရက်ထားတဲ့နေရာမှာနိုင်ပြီဆိုတာဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ရဲ့အတိတ်ကောင်းနမိတ်ကောင်းဖြစ်ဖို့ရဲ့နိုင်ပြီနဲ့လှုပ်ခဲ့ကြတာဟိုဒီကမ္ဘာလုံးတော့မနိုင်သေးဘူးလေတစ်ချိန်ချိန်နိုင်မှာပေါ့တနိုင်ငံလုံးပြောတာမှမဟုတ်တာကိုယ့် area လေးတွေကိုပြောတာအဲ့တော့ဒါနဲ့ပတ်သက်ပြီးပြောရင်အစွဲကြီးတာမဟုတ်ဘူးလေအမှန်လားလို့ပြောရင်ရှေးပညာရှိကြီးတွေကပြောခဲ့တယ်အဲ့လိုကပ်ပြီးယောဂဆိုကြီးဖြစ်တော့မယ်ဆိုရင်တဲ့မနဲ့နေထွက်ကိုကြီးတဲ့ဇွဲထောက်ပြီးနေရဲနေလိမ့်မယ်တဲ့ညနေဝင်ကိုကြီးတဲ့သူ့ရောက်နေလို့နေရဲနေလိမ့်မယ်တဲ့ဒီလိုမျိုးတွေဖြစ်မှမဖြစ်ပဲတော်လေးလိမ့်မယ်တဲ့အလကားနေရင်ဘာသာနီးမှမဟီးဆိုអော်လိမ့်မယ်တဲ့ဟုတ်လားနောက်ဆုံးညအခါနေ့အခါလမ်းကြလမ်းဆောင်လမ်းလေးကွာတွေမှာအလကားနေရင်ခွေးတွေဥလိမ့်မယ်တဲ့ဒါရှိပညာရှိတွေလို့ပြောခဲ့တာလေအတွေ့အကြုံပေါ်မှတ်တမ်းတင်ခဲ့တာလေခုတို့အဲ့လိုတွေမှမဖြစ်ပဲမဖြစ်လို့မပူရဘူးလည်းပြောလို့လည်းမရဘူးငှက်တွေပြိုလိမ့်မယ်တဲ့ငှက်ပြေတွေဆိုငှက်တွေအုပ်လိုက်ရူးဆိုပြီးပြန်ညတာမျိုးငှက်တွေမှပြိုမှမပြိုပဲတော်လဲလိမ့်မယ်တဲ့ဘာသာနီးမှမသိဘူးဟောထွက်လာတာအရင်တုန်းကတော့အဲ့လိုတွေဖြစ်ခဲ့ဘူးကြတယ်ခုဖြစ်မှမဖြစ်တာဒါမှမဖြစ်တော့လဲပဲဒီဘက်ကကာကွယ်ရမှာတတ်ဆောက်ရှောက်ရမှာကတတ်ပဲဟောငှက်ကလေးတွေကြည့်မနဲ့ဆိုရင်ညနေပိုင်းတော့ပြန်ချိန်တော့မပြောလို့ဘူးပေါ့ပြန်ချိန်ကြည့်လဲရပါတယ်ငှက်ကလေးတွေကိုကြည့်လိုက်ငှက်ကလေးတွေပြန်တဲ့အခါမှာဟိုနေ့ကပဲဒါတို့ပြောလိုက်သေးတယ်ဒီကကွာတာနီးထွက်တဲ့နေ့ကကြီးငှက်တွေကြည့်တအုပ်စုပြန်လို့ရှိရင်တကောင်ကထိတ်ဆုံးကပြန်တယ်အဲ့ဒီငှက်အုပ်စုကမပဲရှိတယ်စုံမရှိအောင်နောက်ထပ်ငှက်တကောင်ပြန်လာတယ်နောက်ထပ်ငှက်တကောင်ပြန်လာတယ်သူပူးလိုက်တာနဲ့နှစ်ကောင်တစ်ဖွဲ့ဖြစ်သွားမှာမပေါင်းဘူးတကောင်စီပဲပြန်လာတယ်နောက်ထပ်ပြန်လာပြန်တယ်3ကောင်ဒါသူတို့ရဲ့သဘာဝတွေအဲ့တော့မနဲ့ကြည့်လိုက်လို့ငှက်တွေအဲ့လိုအေးဆေးလေးပြန်သွားနေဒီလောက်ကြီးစိုးရိမ်စရာမရှိဒါရှိရတတ်မှတ်ခဲ့ကြတာဒါမြင်ပြောကြစို့ငှက်ပြန်လာကြည့်ဘူးတယ်မို့လားမြင်ဘူးတယ်မို့လားငှက်ပြန်လာလေကောင်းကင်မှာအဖွဲလိုက်ပြန်လာလေစုံနေမှတွေသတိမထားဘူးဟုတ်ပလားစုံဆိုရင်ဘာဖြစ်မှာမို့လို့မဖြစ်ဆိုရင်ဘာဖြစ်မှာမို့လို့လည်းမသိဘူးဒါမြင်အဲ့ဒီငှက်ကိုကြည်တာသေးပြီလေအတတ်ပညာလားအသိပညာလားတကယ်ပြောရင်လူငယ်တွေဟာအတတ်ပညာပဲတက်ချင်တယ်အသိပညာမသိချင်ဘူးလို့ပြောတဲ့စကားလုံးဟာအတတ်ပညာနဲ့အသိပညာတွေကိုမကွဲပြားကြသေးဘူးမကွဲပြားကြသေးဘူးဟုတ်လားပြောတဲ့သူကိုယ်တိုင်ကအတတ်ပညာဘာလဲအသိပညာဘာလဲမကွဲပြားကြသေးဘူး
စာတစ်ခုကိုဖတ်လိုက်တဲ့ခါမှာဘုသူတ္တပေးတာတတ်တတ်အတိတရားတိုးစေတာတတ်တတ်တချို့ကလည်းအတိတရားကိုယတ္တနဲ့ရောသွားကြတယ်လေအတိတရားလည်းယတ္တတစ်မျိုးပါပဲတော့လူငယ်တွေမှာနေမကောလူကြီးတွေမှာရောဖုံဖုံတို့ဒီပင်ရင်အချိန်ခါမရွေးဟေးဒါကတော့အတတ်ပညာဟေးဒါကအသိပညာဟေးလို့သိတယ်ရမဟုတ်သေးပါဘူးအဲ့တော့အတတ်ပညာနဲ့အသိပညာတော့ကိုယ်ကိုယ်ပြပြမသိကြသေးဘူးလေထမင်းဟုတ်တယ်တာအတတ်ပညာလားအသိပညာလားဟင်းချက်တာအတတ်ပညာလားအသိပညာလားဒါမင်းအောင်ကြီးဆိုတာမိဖို့ထဲမှာငါသင်ပေးနေတာပဲဟုတ်လားအဲ့တော့အဓိကကအသိပညာဆိုတာအတတ်ပညာဆိုတာလောကတွေကအတတ်ပညာရအောင်လဲကိုယ်ပဲယူရတာအတတ်ပညာတက်အောင်လဲကိုယ်ပဲယူရတာအသိပညာသိအောင်လဲကိုယ်ပဲယူရတာအသိပညာဆိုတာရှိတယ်အတတ်ပညာဆိုတာရှိတယ်အဲ့ဒါကိုဘယ်လောက်စိတ်ဝင်စားသလဲခုဘုန်းတော်ဒီမြတ်စွာဘုရားခေါ်တော်မူတာနဲ့ပြောရင်ဒွေမေဘိက္ခဝေဓမ္မဝိဇ္ဇဘာဂိယသမထောစဝိပဿနာစစိတ်ပိုင်းဆိုင်ရာသမထနဲ့အဲ့ဒါအတတ်ပညာစိတ်အေးအောင်စိတ်အေးအောင်နေတတ်တာသမထအဲ့ဒါအတတ်ပညာတဲ့စိတ်ကိုမပူတော့တာကိုအဲ့ဒါအသိပညာတဲ့စိတ်အေးအောင်ကလုတ်ကိုနေရတယ်နော်အသိပညာရှိတဲ့သူကြတော့စိတ်ဘလို့မှမပူတတ်တော့စိတ်အေးအောင်လုတ်ယူရတာမဟုတ်ဘူးကဲခုလောက်ပြောပြီးတော့ဘလို့ပြန်ပြီးတော့ပြောဆိုဆွေးနွေးဝေဖန်မလဲပြောတော်နားလေလာတယ်တော်နားလေလာတယ်ဒါပေမဲ့ဟိုဒီလိုဖြစ်နေတာပေါ့နော်ကြည့်တယ်ခါတော့စကားပြောတာကနည်းနည်းတော့နားလေလာတယ်လို့ပြောတာမင်းကစိတ်ထဲမှာဖြစ်တာကစောစောအထက်ပုံနားလေလာတယ်ဒါပေမဲ့တော်တော့နားလေလာတယ်ဆိုတဲ့အဓိပ္ပာယ်တော်ဆိုတာအများကြီးကိုခေါ်တာဟုတ်တော့စကလုံးသုံးတာအစလိုတယ်လေဒါပြောတဲ့အဓိပ္ပာယ်ကိုသိတယ်လေနည်းနည်းတော့မသိသေးရနေသိလာတယ်ဒါပေမဲ့တော်တော့နားလေလာတယ်ဆိုအော်အများကြီးကိုသိလာတယ်လို့ကြီးဖြစ်သွားတယ်လေအဲ့စကားပြောတာရောအတတ်ပညာလားအသိပညာလားလောကကြီးကအသိပညာလဲကိုယူမှရတာအတတ်ပညာလဲကိုယူမှရတာအဲ့ဒါလေးကိုတော့အရင်လက်ခံထားစေခြင်းနဲ့ဘာဖြစ်လို့တော့တရားတရားဆိုတာအဲ့ဒါဖယားယုံကြည်ပါတယ်တရားယုံကြည်ပါတယ်တန်ခါကိုယုံကြည်ပါတယ်ဟုတ်တယ်ကံကံရဲ့အကျိုးကိုယုံကြည်ပါတယ်ဟုတ်တယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဟုတ်တယ်တရားကိုယုံကြည်တယ်ဆိုတော့ဘယ်လိုတရားယုံကြည်တာတော့အခုပဲပြောလိုက်ပြီလောကကြီးတွေကအတတ်ပညာတတ်အောင်လဲကိုယ်ပဲယူရတာအသိပညာသိအောင်လဲကိုယ်ပဲယူရတာအဲ့ဒါကိုတကယ်လက်ခံမလားတကယ်လက်ခံတော့အဲ့ဒါတရားပဲအတရားကိုယုံတာပဲဖယားပေးတယ်ထင်းနေကြတာလူတွေကဖယားရော့တတ်ဟေ့ဖယားရော့သိဟေ့လို့အဲ့လိုပေးတယ်ထင်းနေကြတာကိုယူမှရတာဖယားဟောပြီးပြောပေးတာတော့မယူတဲ့သူတွေတပုံကြီးကွာကဲဆိုပူတာကိုစိတ်ပူများတော့ပူနေပြီဟိုမိသားစုကိစ္စတခုသူကပူနေကိုကကြာအေးနေတယ်ဆိုရင်အဲ့ကြတော့အသိပညာပဲမဟုတ်ဘူးခုနပြောပြီးပြီစိတ်အေးအောင်လုပ်တာကတမထအတတ်ပညာစိတ်မပူအောင်နေတာကဝိပဿနာအသိပညာလို့ပြောပြီးအဲ့တော့အခုမင်းကမိသားစုရေးပူနေကြတယ်သူတို့ကပူတယ်တပည့်တော့မပူဟုတ်တယ်မဟုတ်လားမပူလို့ပြောတာကိုလက်ခံပါတယ်မိသားစုအရေးကိုတော့မပူဘူးအဲ့ဒီမင်းမပူပဲနေရတာကြီးကိုမိမကမကျေနပ်တာကြီးကိုမင်းပူနေတယ်မပူရင်ဒီစကားပြောစရာကိုမလိုဘူးလေနည်းနည်းသိကျင်လို့မေးကြည့်တာဗျမပူကတော့ဟိုကမေးတယ်ဗောနော်သူမိသားစုအရင်မပူဘူးဆိုမပ